ဘာပါလဲသိပြီပါလေနောက်အဲ့လိုမျိုးမဖြစ်စေရပါဘူးလို့တော့အကုန်လုံးကောင်းပါပါလေလို့အကုန်လုံးတော့ပါပြီဘာလို့လဲကောင်းမလားမ This is DJ Remix Production.